Hi guys,အားလုံးပဲမြင်ပါလား။ဒီမှာတော့ကျွန်တော်အင်္ဂလိပ်နဲ့မှာပါနော်။အမှန်တော့ဒီကောင်းလေးကိုသိရတယ်နော်။ပထမဦးဆုံးပြောဒီကဗီဒီယိုမှာရှိတဲ့စကားမျိုးတွေတော့ဒီနေ့ဒီကနေ့ရှိတယ်ရှိတယ်။ငါတို့ကိုအင်္ဂလိပ်ကိုပြောတယ်။ဒီကနေ့ဒီနေ့ပြောတယ်။ဒီprogrammeအမှန်တော့ဒီရဟာဒီနေ့အစားလေးဖြစ်တော့ပါလိမ့်မယ်။အဲဆိုတော့ခဏလေးစောင့်အောင်ပါခင်ဗျ။နားလေးစောင့်အောင်ပါလေ။စိတ်နည်းနည်းရှိပြီပါ။နားလေးစိတ်ရှိပြီပါ။ဟဲ့ခဏလေးစောင့်နော်။ဘာလေးတိတ်မကောင်းဘူးပါ။โอเคဒီမှာဆိုရင်ဟီရိုမီယာကြီးပြင်ဆင်ခြင်းကိုပြောင်းတော့ပါပြီ။ချိန်ကတော့အဲ့ဒါနဲ့အကုန်လုံးပြောင်းလို့ရနေပါတယ်။ဒီလိုအခါမဲ့ပိုင်းရဒီမှာစမ်းကြပြီးကြအစဉ်ပြောင်းတော့ပါပြီ။ကျွန်တော်ဒီလိုဒီလိုစမ်းတော့ဒီလို